ဆွေးနွေးလျက်ခွန်အားယူသွားဖို့ရန်အတွက်ဖြစ်ပါတယ်လို့ဘာလို့လဲဆိုတော့မနေ့ပြန်မှာဘာဖြစ်မလဲဆိုတာကျမတို့မသိနိုင်ဘူးเนาะမနေ့ပြန်ဆိုတာကျမတို့လက်ထဲမှာမရှိဘူးမနေ့ပြန်မပြောနဲ့ခဏနေဆိုတာတောင်ကျမတို့လက်ထဲမှာမရှိပါဘူးအရာအလုံးကအလင်းမြန်ပြောင်းလဲနေတယ်အရာအလုံးကအရှိန်အဟုန်နဲ့နော်မထင်မှတ်တဲ့အရာတွေလုံးဝမစင်စားဘူးတဲ့အရာတွေကိုကြုံတွေ့ရတာကဒီလောကဖြစ်ပါတယ်အခုပဲခဏကောင်းနေတယ်ခဏနေကြရင်မရှိတော့ဘူးအခုပဲနော်အယံကိုလှုပ်ရှားပြီးတော့တွက်လက်ဖြက်လက်နေတယ်ခဏနေမှာအရာအလုံးဟာလေနဲ့မှုတ်ထုတ်လိုက်တယ်လို့မျိုးကုံသွားနိုင်တဲ့ကာလမှာကျမတို့ရဲ့အနာဂတ်အတွက်ဘယ်အရာကစိတ်ချစေတယ်လဲလို့ပြောရင်လမ်းပြသောအရှင်ရှိခြင်းကကျမတို့ကိုစိတ်ချစေတာဖြစ်တယ်တောထဲမှာတင်ရောက်သွားမယ်လမ်းပြောက်မယ်နော်အဲ့ဒီအချိန်မှာအပြင်မှာရှိတဲ့တင်းကိုလာခေါ်နိုင်တဲ့လာကယ်နိုင်တဲ့လူတွေနဲ့ဆက်သွယ်လို့ရတဲ့အရာကတင်းရဲ့လက်ထဲမှာရှိတဲ့ဖုန်းပဲဖြစ်နေတယ်ဆိုရင်အဲ့ဒီဖုန်းကိုတင်ဘယ်လောက်တန်ဖိုးထားမလဲနော်ငါတော်ထဲမှာရောက်နေတယ်ဘယ်ရောက်နေမှန်းတော့မသိဘူးငါနီနာပတ်ဝန်းကျင်မှာတော့ဒါတွေရှိတယ်ဘယ်လိုအခြေအနေမျိုးတွေရှိတယ်တောင်တန်းတွေရှိတယ်စသဖြင့်ငါတင်ကလင်းမြန်စွာပြောမယ်ငါဘယ်လိုအခြေအနေမှာကြုံတွေ့နေရတယ်ငါစားစရာမရှိတော့ဘူးငါဘယ်နှစ်ရက်ပဲတောင်းခံနိုင်မယ်တင်ကအကူညီလမ်းတောင်းလို့ရတဲ့ဟာကလက်ထဲမှာရှိတဲ့ဖုန်းပဲဖြစ်တယ်ဆိုရင်တော့နော်တင်းရဲ့ဆွဲကြိုးတွေတင်းရဲ့ဖနက်တွေတင်းရဲ့ဘာတွေညာတွေဆိုတာတဲ့အဲ့ဒီဖုန်းနော်တင်းကိုဆက်သွယ်ပြီးလာကဲနိုင်မဲ့အဲ့ဒီဖုန်းကိုပဲတင်းကအားမကုန်အောင်နော်လိုင်းမပြတ်အောင်တင်းကတအားကိုဂယုဆိုင်မှာဖြစ်တယ်ဒီနေ့ကျမကိုဝမ်းမြောက်စေတဲ့အရာကကျမတို့ကိုးကွယ်သောဖရားသည်နှုတ်ခမ်းရှိလဲစကားမပြောနိုင်သောဖရားမဟုတ်ပဲကျမတို့ကိုအသက်ရှင်လဲစကားပြောနိုင်သောဖရားဖြစ်တယ်လမ်းပြနိုင်သောဖရားဖြစ်တယ်ဟာလေလုယာအဝေးကနေလမ်းညွန်ရုံမဟုတ်ပဲနဲ့ကျမတို့ရဲ့အနီးနာကနေငါသားငါသမီးရှေ့ဆက်သွားပါဒီအရာကိုလှုပ်ပါဒီအရာကိုမလှုပ်နဲ့ဒါကမင်းအတွက်ဖြစ်တယ်လို့ပြောနေတော့ဖခင်ရဲ့စကားကိုနားနဲ့ကြားခွင့်ရှိတဲ့ယုံကြည်သူတွေဖြစ်ခြင်းဟာအင်မတန်မှတန်ဖိုးကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်ကစကားပြောတော့ဖခင်ဖြစ်တယ်ကျမခေဆက်နော်ကျန်းစာထဲမှာကြည့်တဲ့အခါမှာအခုလောလောလတ်လတ်ကျမတို့ခရစ်စမတ်ပြီးထားတယ်ဆိုတော့နော်မာရိတို့ယောသတ်တို့ကိုဖခင်ကကောင်းကင်တမန်အားဖြင့်စကားပြောတယ်ပညာရှိတွေကိုဖခင်ကကျဲအားဖြင့်လမ်းပြတယ်ခေါ်ဆောင်တယ်နော်ပေတရုတို့ဆိုလဲအိမ်မက်ယူပါယုံအားဖြင့်ဖခင်စကားပြောတယ်ကိုရောရဲ့နှုတ်တော်ထွက်စကားအဖြစ်ယင်နဲ့ရာကိုရွှေ့ပါပိုက်ကုံကိုချပါစသဖြင့်နော်ခုနကဆူတောင်းတဲ့ချိန်မှာဆရာဆုပြောသလိုပဲပေတရုကိုလာခဲ့ပါဘသူကပြောလဲယေရှုကပြောတယ်နော်လမ်းညွန်ချက်တွေပေးတော်ဖရားဖြစ်တယ်ဆုံးမတွင်တင်တော်ဖရားဖြစ်တယ်တိဆောက်အားပေးတော်ဖရားဖြစ်တယ်ဟာလေလုယာယေရှုခရစ်ပင်လေလူစားတီကိုခံယူတဲ့ချိန်မှာနော်ယေနှစ်ချင်းခံပြီးတော့ပြန်ထလာတဲ့ချိန်မှာတရှင်တော်ဝိညာဉ်တော်ဖရားကဂျုံငယ်ကဲ့သို့သူ့ရဲ့ပခုံးမှာလာနာပြီးတော့အဲ့ဒီအချိန်မှာအော်စရာကောင်းတာနော်ကျမတို့ဖခင်ကစကားပြောတော့ဖခင်ဖြစ်တယ်ဆိုတာလေ